ဒီနေ့နောက်ထပ်ညီကိုတယောက်က3မီလီထပ်မှာတော့ဒီနေ့3မီလီလေးထက်ခွဲဖြစ်တယ်အဲ့တော့ဒီတခါတော့ကြည့်ရတာပိုလှတော့ကျွန်တော်မျက်နှာတော့မထည့်တော့ပါဘူးဗျာနော်အဲ့တော့ဒီကောင်ကခွဲတဲ့ဗီဒီယိုကိုအခုမှသာတင်ရတာတကယ်တမ်းကဒီပလင်းလေးကမာတဲ့ညီကိုစီကိုတောင်ရောက်သွားပြီဗျအဲ့တော့ဒီဗီဒီယိုရဲ့အဆုံးမှာတော့ဒီညီကိုကသူ့လက်ထဲရောက်တဲ့အခါမှာသူစမ်းကြည့်ပြီးတော့သူ့ရဲ့ first impression လေးဘယ်လိုမျိုးရှိလဲဆိုတာလေးလေကျွန်တော်ထည့်ပေးထားတယ်အဲ့တော့ဒီကောင်ကတော့ကျွန်တော်ပြောဘူးသလိုဘာပဲဒီဂမ်မီဆန်ဆန်အနံ့လေးဒါပေမဲ့ကိုကဘာပဲဒီကိုတယောက်တည်းတောက်တာမဟုတ်ဘူးသူ့ရဲ့ချစ်သူနဲ့နှစ်ယောက်တစ်ခွက်အတူတူတောက်တဲ့အခါရတဲ့ချိုမြေမှုနှစ်ဆရှိတဲ့ပုံစံလေးပေါ့နော်အရင် romantic ဆန်နဲ့အနံ့ပုံစံမျိုးလေးသွားတယ်တကယ်ကိုချိုမြေပြီးတော့တအားမိုက်တယ်အနံ့ကလည်းကျွန်တော်တို့တစ်ချက်ဆိုလို့ရှိရင်တစ်ချက်လုံးဝတကယ်တနေ့ကုန်မှွေးနေမှာပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ပလင်းလေးကိုလည်း3မီလီဆိုပေမဲ့သူ့ရဲ့ sticker design လေးတွေပြီးတော့ sprayer ကိုလည်းကောင်းကောင်းမွန်မွန်လေးထွက်အောင်ပြီးတော့ border design ကိုလည်းကျွန်တော်တို့တောင်းတင်းလေးကင်လို့လက်ထဲမှာဖြစ်အောင်ကျွန်တော်တေချာလေးတော့လုပ်ပေးထားတယ်ပြောဆိုတော့ဒီရင်မွေးလေးဒီညီကိုရောက်သွားတဲ့စီမှာသူ့ရဲ့ impression ကတော့ကျွန်တော်ပုံမှန်ထည့်ပေးထားတယ်တစ်ချက်တာကြည့်လိုက်တော့